အဲ့ဆိုလို့ရှိရင်မှ JCU ကျောင်းလေးနဲ့ပြောပြပါမယ်ဆိုလို့ရှိရင်ဒီအမတို့မအောင်ဆုံးဒီ James Cook University လို့ပြောလိုက်လို့ရှိရင်ကြတော့အမတို့ကဒါတော်တော်များများသိတဲ့အတိုင်းအမတို့ကကြတော့ Australia မှာရှိ University တစ်ခုဖြစ်တယ်ပေါ့နော်အမတို့ University ဒီ campus ၄ခုရှိအမတို့က one University ဒါပေမဲ့တစ်နိုင်ငံမှာရှိပြီးတော့ four locations ပေါ့နော်၄မြို့မှာရှိပါတယ်campus တွေအနေနဲ့ဆိုလို့ရှိရင်တော့အမတို့ကကြတော့ Australia မှာဆို၃ခုရှိရယ် Townsville, Cairns နဲ့ Brisbane မှာဆိုပြီး၃ခုရှိပါတယ်ပြီးလို့ရှိရင်တော့ဒါ Singapore မှာလည်းရှိရပေါ့နော်ဆိုတော့ဒီ Singapore campus တွေလည်း Australia ရဲ့ဒါ campus အခွဲတစ်ခုဖြစ်တယ်အမတို့ချိတ်ထားတဲ့လိုမျိုးမဟုတ်ဘူးပေါ့နော် campus အခွဲတစ်ခုဖြစ်တယ်ဆိုတော့ဒါအမတို့ဒီ JCU တစ်ခုလုံးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အမတို့ဒီWorld Ranking မှာ2% မှာ University တစ်ခုဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာတွေ့ရမှာပါဒါ5 star ဆိုလို့ရှိရင်လည်း teaching တို့ employability တို့ research facility and ဒီ overall ပေါ့နော်အမှဆိုလို့ရှိရင်5 star စုအများကြီးပဲရထားပါတယ်ဒီမှာပေါ့နော်ပြီးလို့ရှာလေးပြချင်တာကြတော့ခုနမှပြောတဲ့အတိုင်းJCU ရဲ့ Singapore campus ကလည်းဒါ campus အခွဲတစ်ခုဖြစ်လို့ကြောင့်မလို့အားသာချက်တစ်ခုတည်အမားတို့ရဲ့ဒီ campus ၄ခုခုန၄ campus လုံးမှာဗမာပဲတက်တဲ့ဒီ transcriber ကြတော့အကုန်လုံးက JCU Australia ပေးတဲ့ campus တစ်ခုလည်းဒါဖြစ်တယ်ဒီပုံစံနဲ့ပဲပေါ့နော်ဆိုတော့အမားတို့ဒီ JCU Singapore campus မှာတက်နေပေမဲ့လည်းရမယ်ဖွဲ့ဒီ JCU Australia ကလောကပွဲလက်မှတ် transcript လောကဒီပုံစံနိုင်တက်ရမှာပါဒီကဒါစင်ကာပူပေါ့နော်များဘာဖြစ်လို့ဒီစင်ကာပူမှာရွေတက်ဘောအဲ့လိုသားချာချာသူတို့များတဲ့အကြောင်းစင်ကာပူဒီဘောတစ်ခုလည်းဖြစ်တယ်။ဘာလို့ဆိုတော့တော်တော်များများကုမ္ပဏီတွေရဲ့ဒီ headquarter တွေဆိုရင်လည်းစင်ကာပူမှာရှိရဲဒီကျောင်းတက်လို့ဒီဆိုတော့ကျောင်းပြီးဟယ်လိုအမကြောင့်များခဏလေးပါနော်အမဘက်ကနေပြီးတော့ line ကျသွားလို့ထွက်သွားလားမသိဘူးเนาะခဏလောက်စောင့်ကြည့်ပေးပါအဲကျောင်းသားကျောင်းသူခဏကျောင်းသားကျောင်းသူများခဏဆောင်ပေးပါနော်အမအစာပို့ပေးထားပါတယ်နော်သူ line သူဘက်က line ကျသွားလို့ဖြစ်ပါလိမ့်မယ်နော်ခဏနော်ဟယ်လိုအမ line ကျသွားလားဟုတ်ရညဆက်ပြောလိုက်မယ်နော်နောက်ရောက်တဲ့နေရာလေးမှာဟုတ်မှာဟုတ်အားလုံးပဲ sorry ပါ line ခဏကြာသွားလို့ပါရအဲ့ဆိုအမပါတယ်နော်အနေဆက်ပြောလိုက်ပဲပေါ့နော်ဟုတ်ဒီအမတို့ဒီ JCU ရဲ့ campus အကြောင်းလေးဆက်ပြောလိုက်မယ်အဓိကတော့ဒီအရှေ့ပိုင်းမှာကြတော့ဒါစင်ကာပူ campus တွေအခွဲပေါ့နော်၄ခုရှိတယ်ပေါ့အဲ့ဒါလေးမှချက်ပြပြသွားတာပါဒီမှာကြတော့အမတို့ကအချက်ပြပြချင်တာဒါစင်ကာပူ campus အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အမတို့ JCU ဒီEdutrust Star ရထားတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ဒီကပြချင်တာကတော့ဒီ Edutrust Star ရထားတဲ့ဆိုတော့အမတို့ဒီရထားတာဆိုလို့ရှိရင်လည်းဒါ၃ခါရှိပြီပေါ့နော်ဆိုတော့အဓိကဒီ teaching ဘိုင်းတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီကျောင်းကပေးတဲ့ဒီ university facility ပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကကြတော့ဒါသူ့ရဲ့ဒီ Azure Trust Star ရဲ့ဒါနဲ့ ready နဲ့မိတယ်အဲကြောင့်မလို့ဒီမိဘအနေနဲ့လည်းကြီးဒါမှမဟုတ်ကျောင်းသားအနေနဲ့ပဲကြီးပေါ့နော်ကိုကစိတ်ချယုံကြီးစွာနဲ့ဒါ university တစ်ခုလို့ရှိရင်သူ campus ရဲ့သူရှိရဲ့ကျောင်းတစ်ကျောင်းမှာပေါ့တက်ခွင့်ရတယ်ပေါ့နော်အဲလိုမျိုးလေးရှိပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒါအမတို့ကျောင်းကဆိုလို့ရှိရင်ဒီကျောင်းမှာရှိ lecturer တွေ professor တွေအကုန်လုံးကဒါ full time lecturer တွေဖြစ်တယ်ဆိုတော့အသာချက်ကတော့ကိုကအကျောင်းမှာစာသင်တလန်းနဲ့စာတစ်ခုနားမလဲတာ project လိုရင်တလန်းတစ်ခုခု question တွေမေးစရာရှိလို့ရှိရင်အမတို့ကျောင်းမှာ
part time lecturer မရှိဘဲနဲ့ full time နေပဲရှိတဲ့အတွက်ကြောင့်မို့လို့ကိုကအမြဲတမ်းဆရာတွေနဲ့သွားပေးလို့ရတယ်ပြီးလို့ရှိရင်တစ်ခုခုလိုအပ်လို့ရှိရင်ကိုယ်အကူအညီမဲ့ဆရာတွေအမြဲရှိနေရပေါ့နော်နောက်တစ်ခုကကျတော့အမတို့ကျောင်းဆရာတွေဒီအရင် diverse ဖြစ်တယ်ဒါ Western ရှိသလိုဒီAsian တွေလည်းရှိမယ်ပေါ့နော်ကိုစင်ကာပူမှာတက်လို့ Singaporean ပဲတင်တာမျိုးမဟုတ်ဘူးနောက်တစ်ခုကကျတော့ဆရာဆရာမတွေအကုန်လုံးကကျတော့ဒါ research active ဖြစ်တယ်ဘာလို့ဆိုအမတို့ကကျတော့ research university ဖြစ်လို့ပြီးလို့ရှိရင် research active ဖြစ်တဲ့အပြင်အမတို့ကကျတော့ဒီ PhD ပဲရဟာရပေါ့နော်အဲ့လိုမျိုးဆရာတွေပေါ့ professor တွေပဲရှိပါတယ်ဒါလေးကတော့အဓိကအမတို့ကျောင်းမှာကျတော့ဒါ enrollment trend ဆိုလို့ရှိရင်ပြချင်တာကအမတို့မှာကဒီ diverse အရင်ဖြစ်တယ်ပေါ့နော်ကျောင်းသားတွေဆိုလို့ရှိရင်နိုင်ငံအစုံကျောင်းသားတွေလာတက်တယ်အဲအကြောင်းမလို့တချို့တွေကျတော့လေကိုကဒီမြန်မာနိုင်ငံကနေသွားတက်မယ်ဆိုလို့ရှိရင်စိတ်ပူတာကျတော့အခန်းထဲမှာမြန်မာနိုင်ငံသားတွေအရင်များမှလားပေါ့ဘာလို့လဲဆိုတော့ဒါကိုကနိုင်ငံခြားသွားတက်တာကျ networking တွေလိုချင်လို့ဆိုတော့တချို့ကကျတော့လေစိတ်ပူတာကျတော့ဒါတက်လို့ရှိရင်မြန်မာနိုင်ငံသားနည်းနည်းရှိသေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုက follow ချင်တာကိုဆိုတော့နှမျိုးအတွက်အဆင်ပြေတယ်ဘာလို့လဲဆိုတော့မတို့ရှိမှာကအဲ culture ပေါ့ culture diverse အရင်ဖြစ်တယ်နိုင်ငံသားအများကြီးပဲ Asian တွေရောပြီးလို့ရှိရင်မတို့မှာကျတော့study abroad program တွေရှိတော့ကျတော့ဒီ Western ဘက်ကကျောင်းသားတွေလည်းလာရပေါ့နော်ဆိုတော့အမှကျတော့ဒါ network တွေအများကြီးရနိုင်ပါတယ်ခုနအမှပြောသွား exchange program တွေ study abroad တွေရှိရပါတော့။အဲ့ဒီတစ်ခုကတော့ဒါက inter campus exchange program ပါ။အဲ့ဒါကြတော့ဒီအမတို့ကျောင်းကအားသာချက်ကခုနကလို campus ၄ခုရှိရနှစ်နိုင်ငံမှာရှိရတဲ့ကြောင့်မလို့အမတို့ကဒီ bachelor တစ်ခုမှာ6 semester ရှင်ချာ2 semester ကို Singapore campus ကနေပြီးတော့ဒီတခြား Australia မှာရှိတဲ့ campus တော့တက် campus မှာတက်တက်လို့ရပါတယ်စင်ကာပူကျောင်းလာကနဲ့ဒါကကောင်းတဲ့အသားချက်ပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မှာတော့ဒါဒီနေ့ထဲမှာတော့အမတို့ခဏဒီမြန်မာကျောင်းသားတွေက Australia ကိုဗီဇာမရတဲ့ကြောင့်မလို့ခဏလေးတော့နားဟာရပေါ့နော်ဒါပေမဲ့မောင်လေးညီမလေးတို့အနေနဲ့JCU မှာလာ join တဲ့အချိန်မှာဒါ Australia visa လေးလည်းပို့ပြီးတော့ရှောက်ရတာလွယ်လာပြီးပို့ပြီးဖွင့်လာပြီဆိုလို့ရှိရင်တော့ကိုယ့်အတွက် chance ရှိအောင်လို့ try ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့စိတ်ပူစရာမလိုတာကဒီ Australia visa ခက်နေပေမဲ့ဒါကိုမြန်မာနိုင်ငံ passport နဲ့ရှောက်လို့ရတဲ့အများကြီးရှိရပေါ့နော်အများကြီးရှိရပေါ့နော်ဗီဇာလျှောက်လို့ရတဲ့နိုင်ငံတွေဆိုတော့ဒီမှာဆိုလို့ရှိရင်မောင်းနဲ့ချိတ်ထားတဲ့ဒါနိုင်ငံတွေဆိုလို့ရှိရင် France တို့ဘာလို့လဲရှိရ Switzerland တို့ပြီးလို့ရှိရင် Germany တို့ US တို့ Canada တို့အများကြီးပဲနိုင်ငံတွေရှိရပေါ့နော်ဆိုတော့ဒီနိုင်ငံတွေကအကြောင်းတွေမှာဆိုလို့ရှိရင်လည်းသွားပြီးတော့ဒါ study abroad အနေနဲ့2 semester တက်လို့ရတယ်ထုံနည်းလက်ကောင်းပဲဒီတက္ကသိုလ်တွေကနေပြီးတော့လာပြီးတော့တက်ကြတဲ့ကျောင်းသားတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကဟိုကိုကလို့ပြောမလဲစင်ကာပူတစ်ခုမှမတက်နေပဲချို့ကကြောက်တယ်ဒါနိုင်ငံနောက်တစ်ခုရဲ့ exposure လိုချင်တယ်နောက်ဟိုနိုင်ငံကလူတွေကလည်းကိုဒီ Asian exposure လိုချင်လာပြီးတက်ကြတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာလေကို network တွေ grow ဖြစ်နိုင်တယ်ပြီးလို့ရှိရင်ဒါအခွင့်အရေးတစ်ခုပေါ့ဘာဖြစ်ရတာအမားတို့ကကြတော့ university တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးခွင့်လန်းလေးများရပေါ့နော်အခုကတော့အဓိက program လေးထောက်ပြီးရှင်းပြသွားမယ်အနေနဲ့အားတော့ဆုံးမဲ့ပေါ့ဥပမာ foundation ရစားလို့ရှိရင် diploma လည်းကြတော့ဒီမှာမောင်လေးညီမလေးတွေမှာကွာ IGCSE O level တက်နေတဲ့ကျောင်းသားတွေရှိမယ်ဒါမှမဟုတ်ဒီမြန်မာပေါ့စနစ်ဟောင်း10တဲ့စနစ်သက်စနစ်တန်းပြီးထားတဲ့ဒါ matriculation ကျောင်းသားတွေလည်းရှိချင်းရှိမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့ဒါ foundation 8လတက်ပြီးလို့ရှိရင် bachelor နှစ်တက်လို့ရတယ်ဆိုတော့အမတို့ရှိမှာအကျောင်းမှာရှိအားသာချက်တစ်ခုကကြတော့အမတို့ရဲ့ bachelor degree တစ်ခုဒီ2 year ပဲတက်ရတယ်နှစ်ပဲတက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါအမရှင်းပြမိမယ်ပေါ့နော်အမတို့ရဲ့ Australia campus မှာဆိုလို့ရှိရင် business ဆို IT ကို bachelor degree တစ်ခုကို3နှစ်ပဲတက်ရတယ် Australian curriculum အရဆိုတော့ဟိုမှာကြတော့တစ်နှစ်ကို2 semester ပဲ၄လတက်၄လနာ4လတက်4လနာဆိုပြီးတက်ရတာဆိုတော့ तू ကတစ်နှစ်ကို2 semester 3နှစ်ဆိုတော့6 semester တက်ရတယ်အမတို့စင်ကာပူမှာကျတော့ trimester နဲ့သွားရတဲ့အတွက်ကြောင့်မလို့တစ်နှစ်ကို3 semester နှစ်ပဲတက်ရတော့တယ်ဆိုတော့ပြောချင်တာကနှစ်ပဲတက်ရလို့ဒါကဟို credit တွေလည်းမကျော်သွားသလိုကိုတင်ရတဲ့အခန်းတွေလည်းမကျော်သွားပါဘူး။ तू က fast track အနေနဲ့ပေးထားတာပေါ့နော်။ဘာလို့ဆိုတော့စင်ကာပူမှာကျတော့ဒါကဟိုဘယ်လိုပြောမလဲဆိုတော့အရန်တချို့တွေကဟိုပြိုင်ဆိုင်မှုတွေများတယ်ပေါ့နော်ငါအလုပ်စောစောရချင်တယ်ပွဲစောစောရချင်တယ်ပြီးလို့ရှိရင်အဓိကငါ career path မှာသူများတက်စောစောလို့လည်းရောက်ချင်တယ်ပေါ့အဲ့လိုမျိုးလူတွေအတွက်ဒါ fast track လုပ်ပေးထားတာပါဆိုတော့အဓိကခုနအမပြောတဲ့ဟာလေးပြန်သွားမယ်ဆိုလို့ရှိရင်တော့foundation ပါဝင်ဆိုမှ8လနဲ့2နှစ်ဆိုတော့2နှစ်8လပဲကြာမှာပါအကယ်၍ကိုကဒီထဲမှာဒါ GD ကျောင်းသားတွေပါမယ်ဆိုလို့ရှိရင်တော့အကယ်၍ကိုကအမှတ်ကောင်းတာလို့980နဲ့အထက်ရခဲ့ရဆိုရင်ကိုက foundation ကိုကျော်ပြီးတော့ diploma စတက်လို့ရပါတယ်diploma ကျတော့8လပေါ့နော်ဒါပေမဲ့ तू ကဒီ bachelor နှစ်ထဲကနေမှ8လတက်မှာဆိုတော့ diploma စတဲ့ကျောင်းနှစ်နဲ့ပြီးရပေါ့နော်ပြီးရင်ဒီထဲမှာကျေမောင်လေးညီမလေးတွေထဲမှာကျတော့ကိုက OSSD သမားတွေ A level သမားတွေဒါမှမဟုတ်မြန်မာနိုင်ငံမှာဒီ University First Year တက်နေတဲ့သမားတွေပါတယ်ဆိုလို့ရှိရင်တော့မအားတို့ရှိမှာကဒါ
direct bachelor try လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့2 နှစ်ပဲပြီးလို့ရှိရင်တော့ဒီ HND တို့ NCC တို့ level 5သမားတွေဆိုလို့ရှိရင်လည်းဒါကိုတက်မဲ့bachelor ပေါ်မူတည်ပြီးတော့ပေါ့နော်4 subject ကနေ8 subject ထိကို credit exemption လေးရနိုင်တယ်ဆိုတော့ဒါဘာပဲဖြစ်ဖြစ်ဟိုအများဆုံး credit exemption ရလူတွေဆိုလို့ရှိရင်16လနဲ့16ဘာသာနဲ့ပေါ့နော်ဒါJCU မှာ degree Australian degree တစ်ခုရနိုင်ပါတယ်ဒါကြတော့မှဒါ major လေးအကြောင်းပြောမယ်ပေါ့နော်ဒါကြတော့ပထမဆုံး School of Business ပေါ့ဒီမှာ page လေးမှာအရင်ပြချင်တာကြတော့အမားတို့အကြောင်းက degree တိုင်းဒီအကုန်လုံးကကြတော့ accreditation လေးရထားတယ်အဲ့ဒါကြောင့်မလို့အမားတို့ကျောင်းသားတွေအနေနဲ့အမားတို့ကျောင်းမှာတက်ပြီးလို့ post grad တက်မယ်နိုင်ငံပြောင်းမယ်ဒီ Western country သွားမယ်ဆိုလို့ရှိရင်လေကိုကြိုက်တဲ့နိုင်ငံကိုတက်လို့ရပါတယ်ဘာလို့ဆိုတော့အမားတို့ရဲ့မှာရှိတဲ့ bachelor degree တိုင်းကို accreditation လေးရှိပါတယ်ဒီမှာဆိုလို့ဒီ bachelor အမှာတက်များတာကြောင့် international management accounting တို့ and finance financial management လေးလူတက်ဘောနော်ဒါကိုယ့်အတွက်ရွေးချယ်စရာအများကြီးရှိပါတယ်နောက်တစ်ခုကတော့ဒီ School of Social and Health Science ရှင်တော့အဓိက psychology ပေါ့ psychology တော့ရှိပါတယ် Bachelor of Psychological Science ရဲ့ Arts majoring in Psychology Studies ရဲ့အမှားတော့အဓိကကိုကဘယ်လိုသွားရှင်လဲပေါ့လုံးဝသိရမလားအဲ့လို့ရှင် clinical psychology ဘက်သွားရှင်တဲ့လူဆိုလို့ရှိရင်တော့ဒါလုံးဝ Bachelor of Psychological Science နဲ့တက်လို့ရတယ်ပေါ့ဒီ psychology ကကျတော့ Singapore မှာမဟုတ်ဘူးအဲ့လောက်ကြီးတကယ်ဝင် psychology မသွားဘူးဒီတိုင်းပဲအလုပ်ရှာ psychology ပွဲပဲရှိမယ်ဆိုလို့ရှိရင် Bachelor of Arts နဲ့သွားတယ်ပေါ့ဒါအစုံပဲဆိုတော့ဒီမျိုးလေးကြတော့ဒါနောက်ပိုင်းလို့ရှိရင်ကျောင်းသားပုံမူတည်ပြီးအမှားတော့ counseling လည်းလုပ်ပေးရပေါ့နော်ဒီကကျတော့အဲ့ပေါ့ဒါကျတော့လည်းမပါလို့ရှိရင်ဘယ်လိုလဲဆရာတော့ခုရှိတယ် of IT သူကပေါ့သုံးပါမယ် program ပါမယ် design thinking နဲ့ cloud computing တွေပါမယ်ဒါအစုံပါမယ်နောက်တစ်ခုကကြတော့cyber security သူကကြတော့ data security ပါ game တွေအဲ့လိုမျိုးပေါ့နော်အကုန်လုံးမယ်နောက်တစ်ခုကကြတော့ data bachelor of science အောက်မှာ science သူကကြတော့အဓိကတင်ချာတော့ကြာရတော့တော့ချာပဲသူကကြတော့ဒါပိုင်း data analytics data engineering တို့အပတ်သွားမဲ့ကျောင်းသားတွေပေါ့အခုလောဆယ်တော့ဒီ IT နဲ့ပတ်သက်လို့ရှိတဲ့သုံးခုရှိတယ် sorry ပါအမဘက်ကနေပြီးတော့ line ထပ်ကျသွားရင်လည်းတူပါတယ်เนาะခဏလောက်ဆောင်ပေးပါเนาะအမပြန်တက်လာပါလိမ့်မယ်เนาะ sorry ပါလို့အမကြီးဟုတ်ကဲ့ဟုတ်မအဆင်ပြေလားမသိဘူးရှင် ဟုတ်ကဲ့ရှင်ပြေမမမြင် line ကခဏခဏပြောကြပါတယ် တော့ပဲဟာဒါလေးကတော့ဒါ master degree ပေါ့နော်ကြာမသိဘူးမဟုတ်ကြပြီမအမဟိုက presentation slide တော့မမြင်ရသေးဘူးเนาะအမဟုတ်လားမအခုရောမြင်ရပြီမမြင်ရလားမသိဘူးသေးဘူးမအမမျက်နှာပဲမြင်နေရသေးတယ်ခဏလေးပါနော်ညီမတစ်ချက်မဟိုကိုခုပြန်ပေးရအာဟောလောက်ထားရမှာ share လေးပြန်လုပ်ပေးမယ်ရှင့်ဟုတ်ဟုတ်ရပါပြီမမြင်ရပါပြီမဟုတ်မြင်ရလားမသိဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကျေးဇူးပါဟွာပေါ့အဲ့ဆိုဆက်ပြောလိုက်ပါမယ်ဟုတ်ကဲ့ပါဒီကတော့အမတို့ကကြာ master ရေဆိုလို့ရှိရင်တော့ဒါ MBA ပေါ့နော် MBA ရှိမယ် MBA အောက်မှာဆိုလို့ရှိရင်လည်းဒါ major အဆုံးရှိပါမယ်ရွေးချက်တက်လို့ရတယ်နောက်တစ်ခါကျ MIT ပေါ့ MIT ဆိုရင်တော့ဒီ2016အတွက်ဆိုလို့ရှိရင်တော့အမတို့ကဒါအစုံမဲပေါ့နော်ဒီက major အသစ်တွေလာမှာရှိပါတယ်အဓိကအဲ့ထဲမှာဆိုလို့ရှိရင် AI major engineering major အသစ်တွေထွက်လာမှာဖြစ်ပါ MIT MBA ဆိုရဲ joint degree ရှိတယ်ဆိုတော့ဒါကလည်းဟိုIT ကျောင်းသားတွေအတွက်ပေါ့နော်တက်ချင်တယ်ဆိုလို့ရှိရင်ဒါ16လအတွင်းမှာနှစ်ပွဲရမှာပေါ့နော်အဲ့လိုမျိုး major လေးလည်းရှိတဲ့ကြောင့်မလို့လာပြီးတော့တက်လို့ရပါတယ် JCU မှာ JCU က PhD ရှိရပေါ့နော် PhD မှာဆိုလို့ရှိရင်လည်းဒါမြန်မာကျောင်းသားတွေရှိပါတယ်အမောက်ကျမှာကျတော့ service တွေအနေနဲ့
ဆိုလို့ရှိရင်အဆုံးရှိပါတယ်အဓိကကတော့ဒါကျောင်းမလာခင် pre-arrival service တွေတဲမှာတော့မယ်ပြီးလို့ရှိရင်ဒီ clinic ရှိတော့ဥမာကိုကထားပြနေရတာမဟုတ်အသေးပဲကွဲနေရလားအဲ့လိုမျိုးဆိုလို့ရှိရင်လည်းကျောင်းတွင်းမှာpsychology clinic ရှိရပေါ့နော်အဲ့ကြောင့်မလို့ခုနအမတို့ပြောလို့အမောက်ကျောင်းမှာက psychology major နဲ့ဆိုလို့ရှိရင်လည်းတက်တာများပါတယ်ဒီ local Singaporean နေရာစာဘာဖြစ်လို့လဲဆိုတော့အမတို့ကျောင်းမှာက clinic တစ်ခုရှိနေတဲ့အတွက်ကြောင့်မလို့သူတို့ hands on experience တွေလည်းရတယ်ပေါ့နော်ကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်လည်းကိုက secretly counseling တောင်းယူလို့ရတယ်ဒါတစ်ခုကောင်းပါတယ်နောက်တစ်ခုကကျတော့အမတို့ကျောင်းမှာ learning center ဆိုပြီးရှိတဲ့အတွက်ကြောင့်မို့လို့ကိုကဒါစာကြိုးစားစင်ချင်းရှိလို့ရှိရင်ကိုကြမှာပဲပူစရာမလိုဘူးပေါ့နော်ဒါကကျောင်းမှာကို peer tutor လုပ်ပေးမဲ့ဆရာမတွေလည်းရှိသလိုအရှိ semester တွေက senior အကိုအမတွေလည်းရှိပါတယ်သူက assignment တော့မလုပ်ပေးဘူးဒါပေမဲ့သူက guideline လေးပေးမယ်စာတွေပြန်ပြီးတော့သင်ပေးမယ်အဲ့လိုမျိုးလေးရှိပါတယ်နောက်တစ်ခုကတော့ဒါအလုပ်အကြောင်းတော်တော်များတော့ဒါအများကြီးအကုန်လုံးပြောကြတာကအမရေဂျေစုသက်ပြီးအလုပ်ရမှာလားကျောင်းပြီးအလုပ်လို့ရှင်တယ်ဒါကိုရှော့တာမရှော့တာမသိသေးဘူးကိုလောအမလာပြောကြတယ်အလုပ်လို့ရှင်တယ်ပေါ့နော်ဆိုတော့အဓိကအမပြတင်တာကအမတို့ကျောင်းမှာဆိုလို့ရှိရင် career တွေလုပ်ပေးတယ်ဆိုတော့ကိုကဒါလုံးဝဘာမှမသိဘူးဆိုရင်တော့မှ cover letter ဘယ်လိုရေးရမလဲ CV ဘယ်လိုရေးရမလဲဒါတွေအကုန်လုံး guideline ပေးမဲ့လူရှိပါတယ်နောက်တစ်ခုကကျတော့အမတို့ကျောင်းမှာတစ်နှစ်ကိုတစ်ခါသုံးဖို့သုံးက career fair လုပ်ပေးတယ်ဆိုတော့ဒီ career fair လုပ်တဲ့အချိန်မှာလုပ်ရကြပါတယ်ဒီမှာကျောင်းသားတွေအစားပေါ့နော်ဘာလို့လဲ squad ကဒါအမတို့ရှိမှာဆိုလို့ရှိရင်ဒါ CU ကို launch မျိုး networking ရှိတဲ့ entrepreneur CEO တွေနဲ့ပေါ့နော်ဆိုတော့အဲ့ချိန်မှာလည်းအဲ့ဒါနောက်ပိုင်းလို့ရှိရင်ဒါကိုလုပ်တယ်ပဲဖြစ်ဖြစ်ဒါ career ဒီအလုပ်ရှောက်ဖို့ကိုပိုင်လုပ်တယ်ပဲဖြစ်ဖြစ်ပေါ့နော်ဒါ network ဒီအများနိုင်ငံကြီးတွေ Western country သွားလို့ရှိရင်လည်းဒါ Asian country ပြန်လာမယ်ဆိုလို့ရှိရင်ဒါ Singapore ပဲလူတိုင်းကအလုပ်တိုးလျှောက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူကလာစာကောင်းတဲ့ကုမ္ပဏီကြီးရှိရအောင်နောက်တစ်ခုကဒါကိုကဒါထိုင်းတို့မလေးရှားတို့ဘာတက်လို့ရှိရင်လည်းဒါစင်ကာပူလာလို့ကြာရခုနမှပြောတဲ့အတိုင်းပဲလာစာကောင်းတယ်နောက်တစ်ခုအဲ့လိုမျိုးပဲအဲ့လိုပဲဒီနိုင်ငံတွေကမလေးရှားနေပါဆိုလို့ရှိရင်လည်းစင်ကာပူမှာအလုပ်လာတိုးလျှောက်ကြတယ်ပေါ့နော်အကြောင်းမလို့တော်တော်များများနေပြီးတော့ဒါ Asian country ဆိုစင်ကာပူလာလျှောက်ကြတဲ့အတွက်ကြောင့်မလို့ဒါအလုပ်ကတော့မလွယ်လောက်ဒါပေမဲ့ကို့မှာကအားသာချက်ရှိရက JCU ဒီgovernment university တစ်ခုဖြစ်တယ်နောက်တစ်ခုကကျတော့စင်ကာပူမှာတက်နေတဲ့အတွက်ကြောင့်မလို့အလုပ်ခေါ်တဲ့အချိန်မှာကိုကစင်ကာပူမှာဒီနိုင်ငံမှာရှိတဲ့ကြောင့်မလို့ပို့interview ရခန့်ဆိုများရပေါ့နော်။ဘာကိုကကိုဥပမာsemester 6ခုရှိရဆိုလို့ရှိရင်ဒီခုလောက်ပြီးရကျောင်းပြီးခင်နဲ့ကြိုးလျှောက်ကြပါအမတို့မြန်မာကျောင်းသားတွေထဲမှာကျောင်းမပြီးခင် offer ရဟာလူတွေလည်းရှိပါတယ်။ဒါကတော့ဒါအမတို့နဲ့ဒါကျောင်းသားတွေလုပ်ဖူးတဲ့ community တွေပေါ့နော် community ကြီးတွေပါမယ် community တွေလည်းပါမယ်ဆိုတော့ရတာကအများကြီးရှိပါတယ်စူးစမ်းလျှောက်ကြပါနောက်တစ်ခုကကျတော့အမောက်ကျမှာ internship ရှိပါတယ် internship ကကျတော့နှစ်မျိုးရှိမယ် virtual ရှိမယ် physical ရှိမယ်သူကကျတော့ဘွဲရဖို့ဆိုလို့ရှိရင်ဘယ် major ယူယူသူကတစ်ခု project or internship လုပ်ရမယ်ဆိုတော့ project ကကျတော့ဒါက master တက်မယ် post grad တက်မယ်ဆိုရင်သူကတော့ကြရတယ်အဲ့မှာသူက virtual နဲ့ physical ဆိုပြီးရှိပါတယ် virtual ကကျတော့သူကဒါကျောင်းနောက်ဆုံး semester တက်နေတလန်လုပ်ရတာပေါ့နော် physical ကကျတော့သူကဒီကျောင်းပြီးသွားပြီးလို့ရှိရင်ဒါ study period extend လုပ်ပြီးတော့4လသို့မဟုတ်6လကိုဗီဇာရရင်ရတယ်လို့မျိုးဒါဆက်လုပ်ကြပေါ့နော်ဆိုတော့အားဖြစ်ဖြစ်ကို့မှာဒီလိုမျိုးရရတယ်ပေါ့internship လုပ်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ဒါကတော့ဒါ campus activity လေးတွေပါမောက်ကျောင်းမှာဒါစာကြီးပဲမဟုတ်ဘူးဘာဖြစ်ဒါကိုကနှစ်တာကျောင်း university life လေးပဲရတဲ့အချိန်မှာကိုယ့်အတွက်ကကျောင်းစာပဲမဟုတ်ဘဲနဲ့ networking တွေလုပ်ဖို့ပြီးလို့ရှိရင်ဒါတငယ်ချင်းတွေရှာလို့ရတယ်ပြီးလို့ရှိရင်ဒါ leadership experience တွေအများကြီးရဖို့ဒီ clubs လေး join ရပါမောက်ကျောင်းမှာဆိုလို့ရှိရင်ဒါကဥမာကိုက business လုပ် business တငယ်ချင်းတွေပဲရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုနဲ့ဝါနာတူရဲ့တငယ်ချင်းတွေရနိုင်ပါတယ်ကိုက sports ကြရင် basketball badminton volleyball ဒီ clubs တွေရှိပါတယ်သူက tournament တွေလုပ်ပေးပါတယ်ခြားကျောင်းတွေနဲ့နောက်တစ်ခုကကျတော့ music club တို့ dance club တို့ဆိုလို့ရှိရင်လည်းကိုကဒါဒီလိုအနုပညာရေးဝါနာပါတယ်ဆိုဝင် join လို့ရတယ်ပြီးရင်ကိုစာနဲ့ပတ်သက်တဲ့ psychology club တွေ culture marketing club ဒီလိုမျိုးတွေဆိုလို့ရှိရင်လည်းဝင် join လို့ရတယ်ပေါ့နော်ဒီ club တွေပါဆိုလို့ရှိရင်လည်းတချို့ခါလဲလို့ရှိရင်ဒီ competition တွေဝင်ပြိုင်တာတွေဒါမှမဟုတ်ဒီ major နဲ့ပတ်သက်တဲ့ company visit တွေသွားရလည်းရှိရပေါ့နော်အဲအကြောင်းမလို့ experience တွေအများကြီးရတယ်ပြီးရင် community club ဥပမာဒီမှာဆိုရင်မတို့မြန်မာ community club ကအရင် strong ဖြစ်တယ်ဒီမြန်မာ student community ပေါ့နော်သူတို့ကဆိုလို့ရှိရင်ဒါကကျောင်းသားတွေအနေနဲ့ဆက်ဆက်သွားလို့ရှိရင် welcoming party လုပ်ပေးတယ်တကြံဆိုတကြံသတင်းကျွတ်ဆိုသတင်းကျွတ်အမြဲလုပ်ပြီးတော့ကြာကိုကဒါအရင် homesick မဖြစ်ဘူးပြီးလို့ရှိရင်
ကိုကမကြောက်နေဘူးပေါ့တခါရလို့ရှိရင်ကိုကတငယ်ချင်းနဲ့မဟုတ်ဘူးတယောက်တည်းစင်ကာပူသွားရဲဆိုရင်တော့မှတယောက်ချင်းမှမကြောက်နေဘဲနဲ့ကိုတို့တငယ်ချင်းတွေအကိုမရဝခိုင်းပါတီလို့ပဲတို့ကြောင့်မလို့တငယ်ချင်းရတာလွယ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ club တွေမှာဆိုလို့ရှိရင် EXCO member အနေနဲ့ leadership ဝင်ပါလို့ရပါတယ် president တို့ vice president တို့ဝင်ပါလို့ရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ်ကိုကဒီမှာ leadership experience တွေအများကြီးရနိုင်ပါတယ်နောက်တစ်ခုကကြတော့ကိုကဒီမှာ skills တွေပေါ့ presentation skills တွေပြီး speaking skills တွေအများကြီးတက်လာနိုင်ပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒါ certificate တွေဘာတွေလဲရအောင်ကြာနောက်ပိုင်းရောက်လို့ရှိရင်ကိုအလုပ်လျှောက်တာတွေဘာရောက်လို့ရှိရင်လည်းဒါ blank state ကြီးမဖြစ်တော့ဘဲနဲ့ကိုကဘာဖြစ်ဖြစ်ဒါဘယ် association လုပ်ခဲ့ဘူးရဲဘယ်လိုပွဲစီစဉ်ခဲ့ဘူးရဲဆိုတာကိုပြပြလို့ရပါတော့ပေါ့နော်နောက်ဆုံးကတော့ဒါအမားကတော့ဒါ scholarship မှာဆိုလို့ရှိရင်တော့အမားတို့က JC ကဒီ2026မှာဆိုလို့ရှိရင် scholarship ပေးသွားမယ့်အချိန်မှာအမောက်အရင်ဆုံးပြမယ်အမောက်လေးကတော့ up to $2000 ပေးပါတယ်ဒါအမားတို့အကြောင်းရပေး scholarship အမောက်ပေါ့နော် category 3ခုရှိပါတယ်$2000 $1000 $5000ဆိုပြီးပေးမှာဖြစ်ပါတယ်ဒါကကြတော့ဘာနဲ့ဆိုင်မလဲဆိုရင်ကိုယ့်ရဲ့အမှတ်နဲ့ဆိုင်ပါပါအခုကိုလက်ရှိနောက်ဆုံးတက်ခဲ့တဲ့ JCU ကိုရှောက်မဲ့ဟာပေါ့နော်ဥပမာကိုက GED နဲ့ရှောက်ရင်တော့ GED ပေါ့ IG ဆို IG ဒါကိုယ့်ရဲ့ရှောက်မဲ့ဟာရဲ့ကိုယ့်ရဲ့နောက်ဆုံးရခဲ့တဲ့အမှတ်နဲ့ပဲဆိုင်ပါတယ် GPA ကိုကြည့်ပြီးတော့အမားတို့ကမောင်လေးညီမလေးတို့အနေနဲ့$2000လား$1000လား$5000လားဒါမှမဟုတ်ရမှာလားမရလားပဲအဲ့ဒါတွေကိုအမားတို့ကနေပြီးတော့မောင်လေးညီမလေးတို့အမှတ်ကောင်းရင်ကောင်းသလိုမျိုး chance တွေပိုများတယ်ပေါ့နော်အကြောင်းအမှတ်ကလေးတွေကောင်းအောင်စူးစမ်းကြပါပြီးအမားတို့ကြောင်ကဘာလို့ပြောရလဲဆိုတော့အမားတို့ကြောင်ကအရန်ရိုးရှင်းတယ်အမှတ်ကိုပဲကြည့်ပါ interview ဖြေရတာတွေတည်ရမလား essay ရေးရတာတွေအဲ့လိုမျိုးတွေဘာမှမကြည့်ပါဘူးကိုရဲ့ကိုကထားလိုက်ပါတော့ဒီကိုရှောက်မဲ့ degree pathway ရဲ့ prerequisite ကိုမှီရဆိုလို့ရှိရင်ကိုက scholarship ကို try လို့ရပါပြီအဲ့ရနေမှတစ်ဆင့်ကိုကနေပြီးတော့တစ်ချက်ပေါ့နော်အမှတ်ကောင်းရင်ကောင်းသလိုကို chance အများကြီးရှိရယ်ပြီးလို့ရှိရင်အမတို့ရှိမှာကလည်းတစ်နှစ်ကိုquota အရဆိုလို့ရှိရင်အယောက်30လောက်ရှိရယ်ပေါ့နော်အဲ့ဒါတော့မှပဲဒါက intake 3ခုဆိုတော့ January May September intake 3ခုဆိုတော့ဒါ1 semester 10ရောက်လောက်ရတယ်အဲ့ဒါဒီနှစ်2025ဆိုရင်မတို့က45ရောက်တောင်ပေးသွားတာဆိုတော့ပြောချင်တာက every semester တိုင်းကျောင်းဘက်ကပို့ပေးပါတယ်ဆိုတော့တစ်ခုပဲပြောချင်တာအမှတ်တော့ကောင်းအောင်စူးစမ်းရမယ်ကိုအမှတ်ကောင်းလို့ရှိရင်ကိုအတွက်က chance အများကြီးရှိပါတယ်အဲကြောင့်မလို့အမှတ်ကလေးကောင်းစူးစမ်းထားကြပါပြီးရင်ဒီ scholarship တွေရှောက်ချင်တယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဆိုလို့ရှိရင်တော့မောင်လို့ညီမလေးတို့အနေနဲ့ application form လေးဖြည့်ရမယ် application fee 260သွင်းရပါမယ်နောက်တစ်ခုကတော့မောင်လေးညီမလေးတို့အနေနဲ့ဒီနောက်ဆုံးပြီးခဲ့တဲ့ academic year ပေါ့နော် certificate တွေ transcript တွေလိုမယ်ပြီး English requirement ပေါ့အဲ့ဒါလေး test ဖြေတာလိုမယ်ပြီးလို့ရှိရင် passport နဲ့ photo နဲ့ဒါပဲလိုပါမယ်ရှင်းတယ်ပေါ့နော်အကြောင်းမှာ transcript တွေပြီးလို့ရှိရင် photo passport application form လေးဖြည့် application fee လေးသွင်းလိုက်ရုံနဲ့ဒါ scholarship ကိုဝင် try လို့ရပါပြီအမေအဓိကသိထားရမှာကအခုအမတို့ဒီ January တက်ဆိုလို့ရှိရင်အကုန်ဖွင့်နေပြီเนาะလာလျှောက်တွေအကြောင်းသားတွေလည်းအများကြီးရှိနေပါပြီဒါပေမဲ့ deadline လေးသတိထားပါအမတို့ကကြတော့ဒါ December 1ရက်နေ့က deadline ဆိုတော့ November 30ရက်နေ့မတိုင်ခင်ကိုလာရောက်ပြီးတော့လျှောက်ထားကြပါအဲ့ဒါမှသာအမားတို့ကနေပြီးတော့ဒါမှီမှာပေါ့နော်ဘာလို့ဆိုတော့ deadline ကျော်ပါလို့ရှိရင်အမားရေရှောက်ချင်တယ်ဆိုလို့ရှိရင်အမားတို့လေဘာမှလုပ်ပြီးလို့မရတော့ဘူးလေနော်အဲ့ကြောင့်မလို့ကိုမြန်မာကျောင်းသားတွေအများကြီးကို scholarship ရစေချင်ပါတယ်အဲ့ကြောင့်မလို့ဒီအဓိကကဒီဒိတ်လေးတွေကိုတေချာသတိထားပြီးတော့လာရောက်ပြီးတော့ရှောက်ထားစေချင်ပါတယ်ဘာလို့လဲဆိုတော့ဒါ chance တွေလည်းအများကြီးနောက်တစ်ဆက်6အတွက်ဒါရှိတယ်အမတို့အနေနဲ့လည်းဒါတော့မြန်မာကျောင်းသားကို scholarship ဆိုရင်ဒီမှာ GED အခုမှပြင်မဲ့လူတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါမှတ်လေးကောင်းစူးစမ်းထားကြပါဘောเนาะအဲ့ဒါမှခုတက်ကဒါchance တွေပို့အဲ့တော့အမကိုအကယ်၍ဘေးချစ်တဲ့ question လေးထပ်ရှိသေးချင်တာတို့ဒါမှမဟုတ်ဒီ JCU အကြောင်းပိုသိချင်လို့ရှိရင်တော့ဒါ expert ကနေပြီးတော့အကိုတွေအမတွေနဲ့တစ်ချက်လက်ဆက်သွယ်ပြီးလို့ရှိရင်ဒီ expert ကကြောင့်အမတို့ရဲ့ဒါ partner ဖြစ်တယ်ပေါ့နော် official partner ဖြစ်တဲ့ကြောင့်မို့လို့ဒါအမတို့အကြောင်းလာပြီးရှောက်လို့ရပါတယ် expert ကတစ်ဆက်ပြီးလို့ရှိရင်ဒီ question တွေပါတယ်ရှိတယ်ထပ်ပြီးအမတို့နဲ့ဆွေးနွေးချင်တယ် counseling လုပ်ချင်သေးရဆိုလို့ရှိရင်လည်း1 to 1 session လေးတွေလည်းဒီ expert ကတစ်ဆက်အမတို့နဲ့တစ်ချက်ချိတ်ပြီးတော့ appointment ယူလို့ရပါတယ်ကျေးဇူးတင်ပါတယ် ကျောင်းသားကျောင်းသူတို့မေးချင်တဲ့မေးခွန်းများရှိလို့ရှိရင်ဒီအမကိုမေးလို့ရပါတယ်နော်ဒီနေ့ Zoom ထဲမှာရှိတဲ့ကျောင်းသားတွေကတော့တခါတည်းမေးလို့ရတယ်ပေါ့နော်တခါတည်းဟုတ်ရှိတုံးလေးဆိုတော့အမဒီ deadline ကဘယ်တော့လဲမသိဘူးအမ
ဒီဇင်ဘာ1 ရက်နေ့ရှင်ဒီဇင်ဘာ1 ရက်နေ့အဲ့ဆိုဇန်နဝါရီ မဲ့ intake အမီတော့ဟိုဟာရှောက်ရမယ့်တူတွေပေါ့နော်ဟုတ်ကဲ့အကယ်၍ညီမတော့အမြဲနိုဝင်ဘာ30လို့ပြောရဲဘာလို့လဲဆိုတော့ဒီဇင်ဘာ1 ရက်နေ့ဆိုလို့ရှိရင်အရန်ကတ်သွားမှာဆိုနိုဝင်ဘာ30မတိုင်ခင်လာအပ်ကြပါအဲ့လိုမျိုးတော့ညီမပုံမှန်ဟုတ်ပြောတယ်ကဲ့ပါမဟုတ်ကျောင်းသားကျောင်းသူတို့မေးချင်တဲ့မေးခွန်းလေးများရှိသေးလားရှင်မေးချင်တဲ့မေးခွန်းလေးရှိရင်ဒီအမကိုမေးလို့ရပါတယ်နော်မိုက်လေးဖွင့်ပြီးမေးလို့ရပါတယ်နော်ဒါမှမဟုတ်မိုက်ဖွင့်ပြီးမမေးချင်ဘူးဆိုလို့ရှိရင်လည်းဒီချက်ပေါက်ကနေပြီးတော့စာရိုက်ပြီးမေးလို့ရပါတယ်နော်ခိုင်းမေးလို့ရပါတယ်မတို့အားဆိုလို့ရှိရင်ဟို9မိနစ်10မိနစ်လောက်တော့စောင့်ကြည့်လိုက်မယ်နော်ကဲ9မိနစ်10မိနစ်လောက်မေးခွန်းလေးတက်မလာသေးဘူးဆိုလို့ရှိရင်ညီမတို့ဝေဘီနာလေးအပ်လိုက်မယ်နော်အဲ့ဆိုတစ်ချက်ဟိုစောင့်လိုက်ကကျွန်မယ်တော်အခုလောက်မေးချင်ဟုတ်ဟုတ်ဟုတ်လို့ပါဗျဟုတ်ရပါဟုတ်ကဲ့ရှင်မယ်မောင်လေးမေးနော် ဟုတ်ဟိုကလေဒီ scholar အတက်ကဒီ GED student တို့ပါလို့မဟုတ်ပဲねဒီအစိုးရအကြောင်းပေါ့အစိုးရ uni တက်နေတဲ့ဥပမာကွန်ပျူတာတက္ကသိုလ်တို့ဒီပညာတီယူတို့တက်နေတဲ့လူတွေရောရှောက်လို့ရတာမသိဘူးဗျာဟုတ်ရတယ်ရှင်အကုန်လုံးရှောက်လို့ရပါတယ်ခုနကြောက်တာအလွယ်ပြလိုက်တာပေါ့နော်ဥပမာ GED ကိုပါလို့ဆိုလို့ရှိရင်ကိုအမှတ်ပြလို့ပြဆိုတော့အကယ်ဒါကကိုမြန်မာနိုင်ငံတက္ကသိုလ်မှာတက်နေရဆိုလို့ရှိရင်မြန်မာနိုင်ငံတက္ကသိုလ်ပဲမဟုတ်ဘူးအခုဘယ်နိုင်ငံပဲဖြစ်တက္ကသိုလ်မှာတက်နေရဆိုလို့ရှိရင်ကိုတက်ခဲ့တဲ့ year ပေါ့ကိုက second year တက်တယ်ဆိုရင် first year second year ရဲ့ transcript ပြရမယ်ဒါမှမဟုတ်ကိုက first year ပြီးသေးရင်တော့ first year transcript ပြရမယ်ပေါ့ကိုနောက်ဆုံးတက်ခဲ့တဲ့ဒီအတန်းဒီ class ရဲ့ transcript တွေဘာတွေပြနိုင်လို့ရှိရင်တော့ရတယ်ရှင်အဲ့ကနေ GPA ကိုကြည့်ပြီးတော့ဟောပေါ့ academic team ကနေပြီးဆုံးဖြတ်မှာပေါ့ဒါဒီကျောင်းသား scholarship ရလားမရဘူးလားဆိုတာဟုတ်ကဲ့ပါဒီ academic ဟို scholar fee ကကြတော့ဟိုအမပြောရလို့ဆိုရင်90001000 2000အဲ့လိုရှိရနော်အဲ့ဒါကြတော့သူကဟို GPA point GPA အမှတ်ကကြတယ်သူတို့ range လေးနည်းနည်းအကြမ်းပြေပြောပြလို့ရတာမသိဘူးခင်ဗျအဲ့ဒါကြောင့်အဲ့လိုတော့မဟုတ်ဘူးသူကအကြီးကလေဘယ်လိုပြောမလဲဆိုတော့ဒါကိုရှောက်မဲ့ intake နဲ့လည်းနည်းနည်းဆိုင်သွားမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုရှောက်မဲ့ intake မှာထားလိုက်ပါတော့စာအရန်တော်ရလို့အရန်များတယ်ဆိုလို့ရှိရင်အဲ့ intake မှာသူတို့ဒီသတ်မှတ်ချက်ကပိုများသွားလိမ့်မယ်အကယ်၍မဟုတ်ဘူးကိုရှောက်တဲ့ intake မှာတော့နည်းနည်းလေးပုံမှန်လေးပဲဆိုလို့ရှိရင်တော့အဲ့ intake မှာကကိုသူတို့ GPA ကြည့်ရပို့ပြီးတော့ဘယ်လိုလဲပြောလိမ့်မယ်အဲ့လိုမျိုးပေါ့အမှားတော့ကြတော့အကြောင်းမလို့မှ deadline ပေးထားတာပေါ့နော်ဥပမာဒီဇင်ဘာ1 ရက်နေ့ deadline ဆိုလို့ရှိရင်အဲ့မှာရှိတဲ့ application တွေအကုန်လုံးမှာတော့စီချပြီးတော့မှအဲ့ဒါလေးကိုတစ်ချက်ဒီ academic team ကဒါကြတော့ဒါအမှားတို့ ਨੇ မသိဘူးပေါ့တခြားကြီးတော့ပေါ့နော် academic team ကချက်ကြည့်ပြီးတော့မှသူကဆွေးနွေးပြီးတော့မှဘယ်ကျောင်းသားတွေဘယ်လောက်ရမယ်အဲ့လိုမျိုးလေးသူက standard ပြန် set လုပ်တာဆိုတော့လေ average နဲ့ဆိုတော့အမှားတို့တခြားကြီးတော့ပြလို့မရဘူးပေါ့နော်ဘယ်လောက်ဆိုရင်ဘယ်လောက် percent ပြအဓိကတော့ကို့အမှတ်အရန်ကောင်းနေတော့ကို့တဲ့ chance ပိုများတယ်အဲ့လိုမျိုးလေးတော့ပုံမှန်အမှားတို့ကပြောပြရဲသူကတော့ result တွေကတော့ဒါပုံမှန်လာစံပိတ်တယ်ဆိုလို့ရှိရင်1 to 2 weeks ပေါ့ mid December လောက်ကြာလို့ရှိရင်တော့ result ထွက်လာပြီအဲ့လို့ရှိရင်အမှားကျောင်းသားတွေကြာရှင်းစု email လိုက်ပို့ပေးတယ်သူတို့ဘယ်လောက်ရတယ်မရဘူးဆိုတဲ့ဟာလေးတွေဟုတ်ကဲ့ပါတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအာမိခင်နဲ့ကျောင်းသားလေးများထပ်ရှိသေးလားမသိဘူးရှင်ဟုတ်မိခင်နဲ့ကျောင်းသားလေးများထပ်ရှိခြင်းသေးလားကဲမရှိတော့ဘူးဆိုလို့ရှိရင်အမားတို့ webinar လေးကိုတင်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါဒီနေ့မှာဒီ webinar မှာဒီ scholarship နဲ့ပတ်သက်တဲ့အကြောင်းတွေဒီ GCU နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြပြပေးသွားတဲ့အတွက်အမကိုလည်းကျေးဇူးတင်ပါတယ်အချိန်အများကြီးပေးပြီးတော့လည်းဒီ webinar ကိုလာတက်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျောင်းသားကျောင်းသူတွေကိုလည်းကျေးဇူးတင်ပါတယ်ဒီလိုအချိန်ပေးပြီးတော့webinar ကိုလာတက်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်မှာများလည်းဒီတက်မတူတဲ့ကျောင်းပေါင်းစုံကနေပြီးတော့ webinar လေးတွေရှိသွားပါမယ်အဲ့တော့ကျေးဇူးတင်ပါတယ်ရှင် webinar လေးကိုတင်လိုက်ပါတော့မယ်နော်ဟုတ်ကျေးဇူးကျေးဇူးတင်ပါတယ်တင်ပါတယ်ကျောင်းသားကျောင်းသူတွေလည်းကျေးဇူးတင်ပါတယ်